လူလောကမှာတမိုးကြီးမားဆုံးစွမ်းအားအထက်ဆုံးအရာတစ်ခုကိုရွေးချယ်ပြီးတော့ပြောပါလို့ဆိုရင်ပညာလို့ပဲပြောရမှာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကပညာနရဏရတနာလူသားတို့ရဲ့ပစ္စည်းဥစ္စာယရဏဆိုတာမျက်နှိုးဘွယ်ရယရဏဆိုတာအသိပညာသာဖြစ်တယ်လို့လူအများစုအသိမှတ်ပြုတဲ့ရွှေငွေကြောက်တံပရမညာတွေကိုယရဏပစ္စည်းလို့လူတွေကသတ်မှတ်ကြတော့လည်းပဲတကယ်ယရဏမျက်နှိုးဘွယ်ရအစစ်ကတော့လူတွေရဲ့တဏ္ဍာမှာရှိနိုင်တဲ့ရှိအောင်ကြိုးစားရတဲ့အသိပညာပဲဖြစ်တယ်အဲ့ဒီအသိပညာဆိုတာငကောကပါလာတာမဟုတ်ဘူးပေါ့သို့တော့ပညာရဲ့ဆုတ်ဆဲအခြေခံအနေနဲ့အဖြစ်တော့ရှိတတ်တယ်လူသားတွေမှာပညာ၃မျိုးဆိုပြီးတော့ခွဲခြားပြတာရှိတယ်မွေးရပါပညာကိုပဋိသန္တိပညာလို့ခေါ်တယ်လူတိုင်းမှာတော့ပါလေးမရှိဘူး bright ဖြစ်တဲ့ပုဂ္ဂိုလ်တွေမှာတော့မွေးရပါပညာဆိုတာရှိတယ်ပေါ့အဲ့ဒီမွေးရပါပညာရှိတဲ့ပုဂ္ဂိုလ်ဟာသူများတဲ့ပို့ပြီးတော့ထက်မြက်တယ်သူများတဲ့ပို့ပြီးတော့မသိရဘဲနဲ့နားလဲတယ် bright ဖြစ်တယ်လို့ပြောကြတယ်အထူးအဖြင့်ကိုလူမျိုးကိုနိုင်ငံနေမှုပြောတာမဟုတ်ဘူးရှေးပုံရခြုံပြီးတော့ပြောမယ်ဆိုရင်တစ်ချိန်ကနိုင်ငံတကာမှာအတန်လွှင့်ရုံတစ်ခုကအင်တာဗျူးလုပ်တဲ့အခါမှာပြောသွားတာလေမှတ်မထင်ကြားလိုက်ရတာရှိတယ်အာရှသားတွေနဲ့တွဲပြီးတော့အလုံးလုံးဖူးတဲ့ပုဂ္ဂိုလ်တယောက်ကဝန်ခံပြောကြားသွားတာပါတော့ဆိုအရှနိုင်ငံနေတယ်မယ်တဲ့သူပွင့်ပွင့်လင်းလင်းပြောရရင်သူတွဲလို့တဲ့ထဲမှာဗမာပြည်ကလူတွေက bright ဖြစ်တယ်လို့ပြောတာဒါသူများအတိမပြုတဲ့စကားတစ်ခုပေါ့နော်သူနဲ့တွဲလို့တဲ့ပုဂ္ဂိုလ်တွေကပညာစွမ်းအားထက်မြက်တဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်ပြောမယ်ဆိုရင်တော့လည်းဖြစ်တော့ဖြစ်တယ်ဘာကြောင့်လို့ဆိုရင်ကမ္ဘာကုလသမဂ္ဂမှာဒီကုလသမဂ္ဂအတွင်းမှုချုပ်လုပ်သွားတာရှိတဲ့ထဲမှာမြန်မာနိုင်ငံကတူပါဝင်သွားတယ်ဥတန့်ဆိုတဲ့ထူးချွန်တဲ့ပုဂ္ဂိုလ်တူပါဒါတမန်အားဖြင့်ဒီလိုကမ္ဘာအသင်းအဖွဲ့ United Nation လူပေါင်းစုံကမ္ဘာပေါင်းစုံနိုင်ငံပေါင်းစုံကပုဂ္ဂိုလ်တွေလူမျိုးပေါင်းစုံစုထားတဲ့အထဲမှာထက်ထက်မြက်မြက်နဲ့အရာရာကိုဥဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာပေါ်များတာတော့မဟုတ်ဘူးရှားပါတယ်ပေါ့စစ်အေးတိုက်ပွဲကြီးမားနေတဲ့ခေတ်ကာလမှာဘုရားဘာသာဝင်ဖြစ်ပြီးအမျှော်မြင်ကြီးမားလို့စိတ်နှလုံးနူးညံ့တဲ့ဥတ္တန်ကမ္ဘာကုလသမဂ္ဂမှာအလုံးကလိုလာနဲ့အတွင်းရေမှုချုပ်ရာထူးကိုပေးခဲ့တာဖြစ်တယ်သူလုံးနိုင်တဲ့အတိုင်းအတာလုပ်ပြီးတဲ့အခါမှာဆက်လုပ်ဖို့ရများကလိုလားတော့လည်းပဲသူကဆက်မလုပ်ဖ ೇನೆ ညင်းခဲ့ရတယ်ကျမကြီးခြေနေရောက်အဲ့တော့ဒါလည်းပဲ
မြန်မာနိုင်ငံပေါ်မှာမြန်မာနိုင်ငံရဲ့ရှေးမြေဒေသမှာမွေးဖွားသွားပြီးတော့ထူးချွန်တဲ့ပုဂ္ဂိုလ်တရားအဲ့ဒါလို့မွေးရပါအသိပညာထက်လာတဲ့ပုဂ္ဂိုလ်ရဲ့နောက်ဒုတိယရနိုင်တဲ့ပညာပါတော့ဆိုပါရိဟာရိယပညာလို့ခေါ်တယ်အစဉ်စဉ်သင်ယူကြိုးစားပြီးလေ့ကျင့်သွားလို့ထက်မြက်လာတဲ့ပညာဒုတိယပညာမျိုးစားပါရိဟာရိယဆိုတစားနဲ့တစားအခုလိုတက်ကသူတွေမှာတက်ပြီးတော့ပညာတွေစီးပူးအထုတ်တယ်တစားတစားသင်ယူတယ်စာအုပ်တွေကိုဖတ်တယ်အသိပညာတွေကိုစီးပူးတယ်ဆိုလို့တဖြည်းဖြည်းတောက်ပြောင်တိုးတက်လာတဲ့ပညာအားကိုတော့ပါရိဟာရိယပညာလို့ခေါ်တယ်တမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်ပဋိသန္ဓိပညာနဲ့ပါရိဟာရိယပညာလို့ဒီနှစ်ခုဟာလောကီလူသားတွေအတွက်မှာအရေးတကြီးလိုအပ်လဲလိုအပ်တယ်ရှိလဲရှိနိုင်တဲ့ပညာမျိုးပဲဖြစ်တယ်။နောက်ပညာတစ်ခုကတော့ဘာဝနာပညာလို့ခေါ်တယ်။ဒါကဖျားပွင့်တဲ့အခါမှာနိလန်းကိုအသုံးချပြီးစနစ်တကျတိုးတက်မြင့်မားလာအောင်လေ့ကျင့်ပေးခြင်းအပြင်ရှင်ထဲမှာရှိတဲ့တွေ့တာမှုတွေမုန်းတိမှုတွေအမှန်မသိမှုတွေဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေအလုံးကိုဖယ်ရှားပြစ်နိုင်တဲ့ဖယ်ရှားပြစ်ဖို့အခြေခံဖြစ်တဲ့ပညာဝိပဿနာပညာဝိပဿနာပညာအနေပြီးတော့ရရှိလာတဲ့မဲ့ပညာဖို့ပညာအဲ့ဒီပညာကတော့လောကမှာအမြင့်ဆုံးပဲဒီပညာရက်ကတက္ကသိုလ်တွေမှာတက်ပြီးတော့သင်လို့မရတဲ့ပညာမျိုးမြတ်စွာဘုရားဟောတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုစနစ်တကျလေ့လာသင်ယူပြီးတော့လေ့ကျင့်မှသာလျှင်ဒီပညာမျိုးကိုရနိုင်တဘွားနဲ့မရရင်လည်းဆက်လက်ပြီးတော့လေ့ကျင့်ရမှာဖြစ်တယ်အဲ့တော့အများအားဖြင့်ဖြစ်နိုင်တဲ့ပညာရက်ကပဋိသန္ဓိပညာနဲ့ပါရိဟာရိယပညာလို့ဒီပညာနှစ်ရပ်ကတော့မရှိမနေအများစုကရှားရှိအောင်ကြိုးစားအထောက်ပညာသည်စွမ်းအားတစ်မျိုးပဲစွမ်းအားရှိတဲ့ပညာရက်ကိုတိုးတက်မြတ်ပြလာအောင်လေ့ကျင့်ပေးခြင်းအပြင်ထိုပညာရဲ့အစွမ်းတွေဟာပို၍ထက်မြက်လာတာဖြစ်တယ်ခုပဲမကြာခင်ကသတင်းထုတ်ပြန်ချက်တစ်ခုမှကြားလိုက်ရတယ်စัจ java လာကိုစူးစမ်းလေ့လာနေတယ် cosmology ကဘာမှာလေ့လာနေတဲ့အလုံးကိုဝေးလံတဲ့ကောင်းကင်ကကြီးမားလာတဲ့ဂျိုကြီးနှစ်ခုထပ်ပြီးတော့တွေ့တယ်အဲ့ဒီကြီးမားတဲ့ဂျိုကြီးကိုဂျိုကြီးနှလုံးကိုဗမာစကားလုံးနဲ့ဗမာရဲ့ဝါဟာရနဲ့အမိပေးထားတယ်ဆိုတာဒီကနေ့ပဲဒီအကြောင်းလေးကိုသိရတယ်အဲ့ဒီဂျိုကြီးကိုရစ်ပတ်နေပတ်ပြီးတော့သွားနေတဲ့သူ့လောက်မကြီးတဲ့ဂျိုရယ်အလွန်ကြီးမားတဲ့ဂျိုကြီးရယ်နာမည်မရှိသေးလို့ခုမှအသစ်တွေ့တဲ့ဂျိုကြီးအဲ့ဒီဂျိုကြီးကိုအေယာဝတီလို့နာမည်ပေးထားပတ်ပြီးတော့သွားနေတဲ့ဂျိုကိုတော့ပကံလို့နာမည်ပေးထားတယ်အဲ့ဒါကိုတစ်ကမ္ဘာလုံးကနောက်တော့အသိမှပြုမယ် cosmology ဆိုတဲ့ကောင်းကင်နက္ခတ္တရာတွေစัจ java လာကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေဖို့မြန်မာစကားလုံးနှစ်ခုမြန်မာဝါဟာရနှစ်ခုဟာကောင်းကင်ကိုတော့ရောက်သွားပြီလို့သူတို့ပြောမှာဖြစ်တယ်အဲ့ဒီလိုရောက်သွားခြင်းဟာလည်းပဲဘာကြောင့်ရောက်တယ်ဆိုတာတော့အကြောင်းမသိရဘူးသို့တော့အမေရိကန်နိုင်ငံမှာ NASA မှာဗမာလူမျိုးတွေလှုပ်နေတာရှိတယ်
ခုနှစ်တုန်းကအမေရိကန်နေတုန်းကနာဆာမှာအလုပ်လုပ်နေတဲ့ဗမာတယောက်နဲ့တွေ့ခဲ့ဘူးတယ်သူနာဆာမှာအလုပ်လုပ်နေတယ်မကြခင်ကလည်းပဲဆေးပညာနဲ့ပတ်သက်တဲ့သုတေသနတစ်ခုမှာမြန်မာအမျိုးသမီးဥဆောင်တဲ့ group တစ်ခုဟာအောင်မြင်မှုကိုရနေလို့ထောက်ပံ့ငွေကြေးမြောက်များစွာရှိပြီးသူတို့ရဲ့သုတေသနလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ဖို့အဲ့ဒါလေတရင်တစ်ခုအနေနဲ့ကြာအဲ့တော့ဆိုလိုတာကမြန်မာလူမျိုးတွေပင်ကိုမျိုးရိုးက bright ဖြစ်ပါရဲ့တန်းနဲ့ထိတတိတော့အောင်ကြိုးစားဖို့ရအမှန်မှအရေးကြီးသို့တော့ကြိုးစားကြသလားဆိုအတိုင်းအတာတစ်ခုကိုရလိုအပ်နေသေးတယ်လို့ပြောရမှာဖြစ်တယ်ပညာကြိုးစားမဲ့အစားတယောက်နဲ့တယောက်မတက်အောင်လုပ်တာတွေကများနေတော့ဒါတွေကတော့မလုပ်တဲ့ကိစ္စတွေပဲเนาะပညာကိုပဲကြိုးစားအထောက်ကြရမှာဖြစ်တယ်အချိန်ဖြုံးပြီးတော့ကိုယ့်ကိုယ်ဖြည့်ဆည်းတာမျိုးမလုပ်သင့်ဘူးတဲ့ကိုယ့်ရဲ့ပင်ကိုအည်ချင်းလေးကောင်းတာကိုတိုးမြင့်ပြီးတော့တန်မိုးကြီးမအောင်ပဲလုပ်ရမှာဖြစ်တယ်လူတိုင်းမှာဒါကိုတော့တတိချကြရမှာပညာတိုးတက်ခြင်းဘာလို့ရမြတ်စွာဘုရားဟောထားတဲ့နည်းကတတိတမ္ပစဉ္ညလေ့ကျင့်ခန်းကစပြီးတော့လေ့ကျင့်ရမှာဖြစ်မြတ်စွာဘုရားဟောတဲ့တရားတွေကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်600ကဟောခဲ့တဲ့တရားတွေဖြစ်တော့တယ်ခဏိဘုရားဟောတဲ့တရားတွေကဘယ်အရာဖြင့်ဒိတ်အောက်သွားတယ်ဆိုတာမရှိဘူး up to date ပဲเนาะလူသားတွေရှိနေသမျှမှန်းနေတော့မယ်ဘယ်တရားဖြင့်မှားသွားတယ်ခက်နဲ့အဝင်ခွင့်ညမဖြစ်တော့ဘူးဘုရားဟောထားတာနဲ့လက်တွေ့နဲ့မကိုက်တော့ဘူးဆိုတာမရှိဘူးရှိလို့ရှိရင်ရှာပြကြအောင်မြတ်စွာဘုရားကသစ္စာ၄ပါးဆိုတာဟောထားတယ်သစ္စာ၄ပါးလိုနေသေးတယ်သစ္စာ၅ပါးဖြစ်တဲ့နယ်လို့အရေးဆုံးမဲ့ပုဂ္ဂိုလ်မရှိနိုင်ဘူးတရားနော်မှန်မှန်ကန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိမဂ္ဂင်၈ပါးလည်းပဲမဂ္ဂင်တစ်ပါးပိုးနေသေးတယ်9ပါးလောက်နဲ့လုံလောက်တယ်လို့ပြောကြတယ်အကြောင်းမရှိဘူးမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေဟာပြည့်ပြည့်စုံစုံဟောထားတာပဲဖြစ်တယ်ပြည့်စုံတယ်ပြည့်စုံရုံနဲ့မကဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပြိဋိဘံဆံဃာနေ့မှာရှန္ဒနာကိုပွင့်ပွင့်လင်းလင်းပြောခဲ့တယ်နမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မေတုသိလိုက်တဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့တဲ့ငါမှာအာစရိယမုဋ္ဌိခြံထားတာမရှိဘူးလို့ပြောတယ်လောကမှာဆရာတွေကသူတို့သိတဲ့ပညာကိုတပည့်တွေကိုအကုန်မပေးဘူးလောကီမှာအကုန်ပေးလိမ့်မရှိဘူးခြံထားတယ်ဆရာသားခြံထားတယ်အဲ့ဒါကိုအာစရိယမုဋ္ဌိလို့ခေါ်တယ်ဆရာကရှုပ်ဝက်ပြီးတော့ပြန်သိမ်းတာတပည့်တွေကိုအကုန်မပေးဘူးအဲ့ဒီတရားနဲ့ပတ်သက်ပြီးတော့မပြည့်စုံသေးတဲ့တရားဆိုတာလုံးဝမရှိဘူးအကုန်လုံးဟောပြီးသားတန္တရဘာဟိတံအတွင်းရောအပြင်ရောအကုန်ဟောထားတယ်နားထောင်တဲ့ပုဂ္ဂိုလ်ကသာသူ့အတိုင်းအတာရသူယူနိုင်တဲ့အတိုင်းအတာရရှိကြတာဖြစ်တယ်မြတ်စွာဘုရားကတော့အလုံးကိုသင်ပေးတယ်လို့တညီတယ်သင်ပေးတယ်လို့ပြောတယ်သို့တော့ဒီကနေ့ခေတ်မှာဗုဒ္ဓဘာသာထဲမှာခိုင်းခွဲရှိတယ်ရှေးတုန်းကအသုံးကတော့မဟာယာနနဲ့ဟိနယာနဆိုတဲ့အသုံးရှိတယ်မဟာယာနနဲ့ဟိနယာနတို့ဆိုပြီးနောက်ပိုင်းတော့ဟိနယာနဆိုတာနှိမ်ခေါ်ထားတာဖြစ်တော့ကြောင့်မဟာယာနနဲ့ထေရဝါဒတို့ထူတော့သုံးတယ်
မဟာယာနဆိုတာလူတိုင်းဖျားဖြစ်ပြီးနိဗ္ဗာန်ဝင်ရမယ်ဖျားဖြစ်တဲ့နိဗ္ဗာန်ဝင်မယ်ဆိုတဲ့ great vehicle လို့ခေါ်တယ်အဲ့ဒီလမ်းကြောင်းကနေသွားလို့မဟာယာနထေရဝါဒဆိုတာတော့မြတ်စွာဘုရားရဲ့တပည့်ကြီးတွေကဖျားဟောတာကိုပြင်ဆင်ခြင်းမရှိဘဲနဲ့မူရင်းတိုင်းလက်ခံမူရင်းတိုင်းလက်ခံတယ်သို့တော့တစ်ချိန်တုန်းကမဟာယာနတွေကဟိနယာနလို့ခေါ်ခဲ့တဲ့ခိုင်တခိုင်ရှိကောင်းရှိနိုင်တယ်ပေါ့နော်မြန်မာပြည်မှာထွန်းကားတဲ့ဘာသာတရားကထေရဝါဒလို့ခေါ်တယ်ထေရဝါဒဆိုတာထေရဆိုတာသာသနာတော်မှာခိုင်မာပြီးဖြစ်တဲ့လူကြီးတွေမထေကြီးတွေလို့မထေကြီးတွေကသူတို့ရဲ့မူဝါဒလမ်းစဉ်ချမှတ်ထားတယ်ဘုရားမရှိတော့ဘူးဆိုတဲ့အခါမှာလူဆိုတာတွေကနော်လူတွေရဲ့သဘာဝကိုပြည့်ညင်တဲ့သဘောတွေရှိတယ်ပေါ့နော်မြတ်စွာဘုရားဟောတဲ့တရားဆိုတာလောကဥပဒေလို့ပြင်စရာရှိတာမဟုတ်ဘူးလူလုံးတဲ့ဥပဒေနဲ့မတူဘူးပေါ့ပြည့်စင်စရာမရှိဘူးပြည့်စုံအောင်ဟောထားပြီးသားဖြစ်သည့်အတွက်ကြောင့်ပြင်ဆင်ဖို့မလိုအပ်တယ်ဒါကြောင့်မို့ဘုရားပြိဋိဘံစံပြီးတဲ့အခါမှာရှင်မကန္တဝအမှုရှိတဲ့တန်ခါ9သိန်းကရှင်မကန္တဝကိုယ်တိုင်ကနေဆုံးဖြတ်ချက်ချတယ်အဲ့ဒီတန်ခါ9သိန်းပါဝင်တဲ့အစည်းအဝေးမှာမူဝါဒ3မျိုးချမှတ်ပေးထားတယ်အဲ့ဒီမူဝါဒ3မျိုးကဘာတော့ဆိုအပိညတံနပိညပိတဗံဖျားမပညာခဲ့တာကိုထပ်ပြီးတော့ကိုယ့်လက်ထက်မှာမပညာရဘူးအစ်စ်မတိုးရဘူးလို့ပြောတာပညာတံနသမုတ်စိန်နိတဗံပညာပြီးသားစိကံကိုမပယ်ဖြတ်ရဘူးပညာနောက်ထပ်ပြီးတော့တိုးเสียလည်းမလို့ရှိပြီးသားကိုပယ်ဖြတ်เสียလည်းမလို့ယထာပညာတိတုသိက္ခာပရိတုသိက္ခိတဗံဖျားပညာချမှတ်ထားတဲ့အတိုင်းပဲလိုက်နာကျင့်သုံးရမယ်ဆိုဒီမူဝါဒ3ချက်ကိုချမှတ်ခဲ့တာအဲ့ဒါကြောင့်ထေရဝါဒလို့ခေါ်လိုက်တာနော် orthodox လို့ခေါ်တယ်မူရင်းအတိုင်းလက်ခံမူရင်းအတိုင်းကိုခက်နဲ့အညီဟိုပြင်ဒီပြင်ပြင်နာကြတော့ heterodox လို့ခေါ်တယ်ဘာသာဝါဒတွေမှာရှိတတ်တယ်ပေါ့အဲ့တော့ထေရဝါဒကပြင်ဆင်မှုမပြုဘဲနဲ့မူရင်းအတိုင်းဟောပြောတယ်အဲ့ဒီမူရင်းအတိုင်းဟောတဲ့တရားတွေမှာတကယ်ကိုပြင်စရာရှိလားလို့အလေးနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်ပြင်စရာမရှိဘူးအနှစ်သာရဖြစ်တဲ့တရားနဲ့ပတ်သက်ပြီးပြင်စရာမရှိဘူးမြတ်စွာဘုရားရဲ့အဓိကဟောပြောတဲ့အနှစ်သာရကဘာလို့ဆိုရင်တတိပဋ္ဌာန်4ပါးသမ္ပပဋ္ဌာန်4ပါးဣဋ္ဌိပတ်4ပါးဣန္ဒြေ5ပါးဘူ5ပါးဘုဇင်9ပါးမဂ္ဂင်10ပါး39မျိုးသောဘောရိပက္ခိယတရားတွေဟာမြတ်စွာဘုရားအဓိကဟောပြောခြင်းအဲ့ဒီတရားတွေကိုကျင့်သုံးခြင်းဖြင့်နိဗ္ဗာန်တကားကိုဖွင့်နိုင်တယ်ဆိုလိုတာကတန်တရားထဲမှာနေကြတဲ့ပုဂ္ဂိုလ်ဟာကျေဝန်းလာတဲ့အဆောက်အဦကြီးတစ်ခုထဲမှာရောက်နေကြကျဲနေတဲ့အလုံးကိုကျဲတဲ့အဆောက်အဦကြီးတွေကနေပြီးတော့ဘေးကအန္တရာယ်ရှိလို့အပြင်ကိုထွက်ချင်တပါဆိုရင် exit ဆိုထွက်ပေါက်မတမခဲရှာမတွေ့နိုင်ဒါမို့အဆောက်အဦကြီးတွေမှာဆို exit ဆိုပြထားနော်မြတ်စွာဘုရားကနိဗ္ဗာန်ကိုထွက်ဖို့အတွက် exit ဆိုပြတာတန်တရားကဘာကြောင့်တန်တရားဟိုတဲကထွက်ဖို့ကြိုးစားကြတယ်လဲဆိုရင်လူဖြစ်နေမွေးဖွားလာပြီဆိုရင်တဖြည်းဖြည်းအိုးလာတယ်ယောဂဝေဒနာရတယ်နောက်ဆုံးမှသိဆုံးသွားကြအိုခြင်းနာခြင်းသိခြင်းလို့ခေါ်တယ်ဘယ်သူမှမလွတ်နိုင်
သူကမလို့လူဦးရေတွေမြို့တွေမှာတိုးပွားသလိုတုတ်တန်ကလည်းပဲတိုးပွားနေတာနော်တုတ်တန်ကြီးတွေကလည်းကျဲတဲ့ကျဲလာရှားတဲ့ရှားလာအဲ့ဒီလိုဖြစ်လာအဲ့ဒီလိုစိတ်ပြက်ညီငွေ့ပွဲရကောင်းတဲ့လောကကြီးကထွက်ချင်တယ်ဆိုရင် exit ဆိုပေးရတာအဲ့ဒီ exit ဆိုတဲ့ထွက်ပေါက်ပေးနိုင်တာမြတ်စွာဘုရားပဲရှိမင်္ဂနဲ့လမ်းကြောင်းတစ်ခုပေးတာအဲ့တော့ဘောဟဆိုတာစဉ်းစားကြည့်လိုက်ကိုအသိပညာနဲ့ဆင်ញင်သုံးသပ်ကြည့်ရမှာတို့ရထားတာဘဝကိုရထားတာဘဝဆိုတာဘာလဲလို့ဆိုရင်ခန္ဓာ၅ပါးဖြစ်ပေါ်နေတဲ့အနေအထားတစ်ခုပေါ့လူတွေရဲ့တဏ္ဍာမှာ body ဆိုတဲ့ရုပ်ပိုင်းရှိတယ် mind လို့ခေါ်တဲ့စိတ်ခံစားမှုတွေရှိတယ်မှတ်သားမှုတွေရှိတယ်စိတ်ဆောအထုံမှုတွေရှိတယ်အသိစိတ်တွေရှိတယ်ကြည့်လိုက်မယ်ဆိုရင် body and mind ဆိုတဲ့နာနဲ့ရုပ်နှမျိုးရှိတယ်လူတိုင်းမှာတွက်ကြည့်ဒါလွယ်လို့ဘာမှမရှိဘူး body နဲ့ mind ပဲအဲ့ဒီမှာ body နဲ့ mind ရုပ်ခန္ဓာနဲ့စိတ်ခန္ဓာတွေကိုရထားတဲ့ပုဂ္ဂိုလ်တွေဟာကျင့်တ်ဆရာတွေကြီးရသလားဆိုတော့ဘယ်ကျင့်တ်ဆရာတွေကျင့်တ်ဆရာမရှိဘူးလားဆိုရှိတယ်ကျင့်တ်ဆရာပါလဲကိုယ်ရှာကြံပြီးတော့လက်ခံကြည့်ကျင့်တ်ဆရာဆိုတာကိုရလာတဲ့ဘဝတစ်ခုမှာအတွေ့အကြုံသစ်တွေကိုတွေ့ကြုံခြင်းနဲ့တွေ့ကြုံရတဲ့အတွေ့အကြုံသစ်တွေကျင့်တ်ဆရာကောင်းတဲ့ပျော်ရွှင်ပွဲကောင်းတဲ့စိတ်ချမ်းသာပွဲကောင်းတဲ့ desirable object လို့ခေါ်နှစ်သက်စရာတွေနဲ့တွေ့ကြုံရတဲ့အခါမှာပျော်ရတယ်ပြုံးရတယ်ရေမောရတယ်ချစ်နှက်ရတယ်ဝမ်းသာရတယ်အဲ့ဒါဘဝမှာရနိုင်တဲ့ဒုက္ခငွေကြေးဒနာတွေရလာရင်လည်းပျော်ကြရာထူးဂုဏ်သိမ်းစည်းစိမ်ဥစ္စာတိုးရင်လည်းပျော်ကြထီပေါက်ရင်လည်းပျော်ကြပျော်စရာတွေပေါ့လောကမှာပျော်စရာတွေရှိကြအဲ့ဒါကိုမြတ်စွာဘုရားကဘဝရဲ့အတ္တဓာတ်လို့ပြောတယ် enjoyment ပျော်စရာကောင်းတဲ့လောကကြီးကနော်ချမ်းသာကြွယ်ဝလို့အိမ်ကြီးနဲ့တိုက်ကြီးနဲ့နေရမော်ရမြင်းနဲ့ကားကြီးစီပျော်စရာကြီးပဲပျော်စရာမရှိဘူးပျော်စရာတွေရှိတယ်အများကြီးပဲနေ့စဉ်နေ့တိုင်းပွဲလန်းတဲ့ပင်နေကျင်းပပျော်စရာမိသားစုနဲ့အတိုင်းနဲ့အဝိုင်းနဲ့ခရီးရှည်ထွက်ပျော်စရာကြီးပဲဒါတယ်လောကမှာပျော်စရာတွေရှိနေလို့လူတွေဟာပျော်နိုင်ကြတာပဲသို့တော့တစ်ဖက်ကကြည့်လိုက်တို့ပျော်စရာဟာထာဝရလားဒီလိုကြည့်ပဲထာဝရပျော်နေမှာလားပျော်လို့ရလားလို့ဆိုဘယ်ဟုတ်လဲစိုးရိမ်စရာတွေကနောက်ကတတိကြီးယာရုရှိရင်လည်းယာရုပြုတ်မှစိုးရင်ဗိုက်ဆံရှိရင်လည်းမွဲမှစိုးရင်ပြဿနာတွေကနောက်ကတတိကြီးလူကလည်းပဲငယ်ငယ်ရွယ်ရွယ်လှလှပပထာဝရနေခြင်းတော့လဲနေရလားမနေရတဖြည်းဖြည်းအိုလားမအိုခြင်းလဲအိုတာကောင်းပဲဝါဆမင်းလေးတွေမဖြူခြင်းဖြူတယ်ဖြူတော့ဆေးဆိုးတော့ကြောင်းလာပိုးဆိုးလာတယ်နောက်ကျတော့ကိုမဖြစ်ချင်တာတွေဖြစ်လာကိုမဖြစ်ချင်တာတွေဖြစ်တဖြည်းဖြည်းအိုတယ်ယောဂမရခြင်းမနဲ့ယောဂရတယ်နောက်ဆုံးချစ်လာပါတယ်ဆိုတဲ့ကိုပြောစရာကောင်းတဲ့လောကကြီးကနေထွက်ခွာသွားဟောအဲ့ဒါတွေကြိုက်လားလို့မေးရင်သူမှမကြိုက်ဘူးပြောင်းလဲတတ်တဲ့သဘောပျက်စီးတတ်တဲ့သဘောကြီးဟာလောကကြီးမှာရှိနေသည့်အတွက်ကြောင့်လောကကြီးဟာကျင့်တ်ဆရာမကောင်းဘူးခုနကကျင့်တ်ဆရာကောင်းတဲ့အပိုင်းရှိတယ်ကျင့်တ်ဆရာမကောင်းတဲ့အပိုင်းကလည်းရှိတယ်ဒါဖြစ်ကျင့်တ်ဆရာမကောင်းတဲ့အပိုင်းကို
ကြည့်လို့စိတ်ပြက်ငြီးငွေ့ပြီးမနေတော့ပါဘူးလောကကြီးကထွက်ဖို့ကြိုးစားမယ်အိတ်စစ်ကဘယ်မှာလဲရှာလိုက်တဲ့အခါကျတော့မြတ်စွာဘုရားအိတ်စစ်ကတခြားမှာရှာမှာမဟုတ်ဘူးလိုချင်နေတဲ့တွေ့တာနေတဲ့ attachment ဆိုတဲ့ desire ဆိုတဲ့လောဘကိုပဲဖယ်ရမှာဖြစ်တယ်အဲ့ဒါဖယ်လိုက်ရင် exit ကတန်းကနေတွေ့မှာပဲလိုချင်စိတ်တွေရှိနေသေးရင်တော့နောက်ကတောကတွေလိုက်နေမှာပဲလိုချင်စိတ်နဲ့တွေ့တာစိတ်ဒီတောကကိုမွေးဖွားပေးနေတာပဲဖြစ်တယ်ဒါကြောင့်မို့တောကလွတ်ဖို့ဆိုရင်တွေ့တာစိတ်ဖယ်ရမှာစဉ်းစားကြည့်လေလူတွေတောကဖြစ်တာဘယ်မှာဖြစ်လဲကိုယ်နဲ့မသိတဲ့လူအတွက်မဖြစ်ဘူးနော်ကိုနဲ့ကိုမပိုင်တဲ့ပစ္စည်းဥစ္စာအတွက်တောကမဖြစ်ဘူးကိုပိုင်တဲ့ပစ္စည်းဥစ္စာအတွက်သာတောကဖြစ်တယ်ကိုနဲ့သိတဲ့ကိုဆွေမျိုးရင်းချာမိသားစုအတွက်သာတောကဖြစ်ကြတယ်ဒါဖြင့်တောကမွေးဖွားတာဟာတွေ့တာမှုကမွေးဖွားတာဆိုထင်ရှားလာဒါကြောင့်မို့ exit ကိုပေးတဲ့အခါမြတ်စွာဘုရားအဲ့ဒါကိုဖယ်လိုက်ပါသန္တရာကပဟာနံသန္တရာကဝိနယောတွေ့တာမှုကိုဖယ်လိုက်ပြီဆိုရင် exit တွေ့ပြီတန်တရားဝကထုတ်ဖို့ exit ကိုတွေ့မှာအဲ့ဒါမပယ်နိုင်သေးတဲ့မြတ်တောကကိုပွေပိုက်ထားတဲ့အနေအထားမျိုးဖြစ်တယ်လို့အဲ့တော့လောကကြီးကိုစဉ်းစားဆင်ခြင်တာအသိပညာပဲဖြစ်တယ်တတိနဲ့ပညာနဲ့တတိကလောကရဲ့သဘာဝကိုရှစ်ပို့ပေးတယ်ပညာကဆင်ခြင်သုံးသပ်တယ်တတိနဲ့ပညာနှစ်ခုပေါင်းစပ်ပြီးတော့လောကကြီးရဲ့အခြေအနေကိုဆင်ခြင်သုံးသပ်နိုင်တယ်အဲ့ဒါကိုပဲ contemplation လို့ခေါ်တာအနုပတ္တနာဖမှန်ထထဆင်ញင်သုံးသပ်ကြည့်တဲ့အသိပညာတမိုးအလွန်ကြီးမားတယ်ဒါကြောင့်မို့ပညာဆိုတာဘယ်ပညာပဲဖြစ်ဖြစ်စွမ်းအားပြည့်အောင်မြင့်တင်ပေးထားကြရမှာဖြစ်တယ်ပညာရှိလို့သိလာပြီဆိုတဲ့အခါမှာပညာမဲ့သူတွေရဲ့လောက်ရဆွဆုပ်ရွံ့ရှာပွဲဖြစ်လာတယ်ပေါ့နော်အေးလူလောကမှာတချို့ကိစ္စတွေကတဦးတယောက်တည်းလုံးလို့ရတဲ့ကိစ္စရှိတယ်တချို့ကိစ္စတွေကြတော့အများနဲ့လုပ်ရတဲ့ကိစ္စရှိတယ်အများနဲ့လုပ်ရမယ့်ကိစ္စတဦးတယောက်တည်းလုပ်ရမယ့်ကိစ္စတဦးတယောက်တည်းလုပ်ရတဲ့ကိစ္စကတော့ကိုယ့်အကိုလုံးလို့ရတယ်အများနဲ့လုပ်ရမယ့်ကိစ္စကြတော့ညီညွတ်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်တယောက်တည်းလုံးလို့မရတဲ့ကိစ္စဟာညှိနှိုင်းတိုင်ပင်ပြီးအများအားနဲ့လုပ်ရမယ့်အလုပ်ကြတော့အများအားနဲ့လုပ်ရမှာလောကကြီးဟာတဦးတယောက်တည်းနေတာမဟုတ်ဘူးမဟုတ်သည့်အတွက်ကြောင့်စုပေါင်းပြီးတော့လှုပ်ခြင်းအဖြစ်စုပေါင်းအားသည်အလွန်ကြီးမားတယ်လို့သူတို့ပြောတယ်ကိုယ်တယောက်တည်းမလုံးနိုင်တဲ့အရာသည်စုပေါင်းအားတယ်တကယ်တဘာဝကိုစဉ်းစားကြည့်မယ်ဆိုရင်လူခန္ဓာကိုယ်ဘုန်းကြီးတို့တွေတယောက်တည်းပါလို့ပြောတဲ့လူခန္ဓာကိုယ်ပဲကြည့်စုပေါင်းအားနဲ့လုပ်နေကြတယ် different function နော် different function လူရဲ့ခန္ဓာကိုယ်ထဲမှာကိုကအစိတ်ပိုင်းတွေကတစ်ခုနဲ့တစ်ခုမတူစိတ်ယုံကြီးလိုပဲသူကလည်းသူလောက်ရတယ်မျက်စိကကြည့်ပေးတယ်နားကအသံကိုနားထောင်နှာခေါင်းကအနံ့ကိုရတယ်လျှာကအရသာကိုသိတယ်ခန္ဓာကိုယ်ကအထီအတွေ့အပူအေးအနုအကြံဒါကိုသိသူ့လုံးနဲ့သူ့လုံးကြစိတ်ကကြံစည်မှုတွေ့တော်မူလို့တတိကအာယုံကိုယူပေးတယ်စူးစိုက်တယ်ပညာကသူယူပေးတဲ့အာယုံကိုသုံးသပ်တယ်
သိတယ်။လူတယောက်တည်းပဲဖြစ်ပေမဲ့လို့စာအုပ်တော့ဖတ်တာသိပင်ကြည့်လေစာဖတ်တယ်ဆိုတဲ့အခါမှာပူပေါင်းဆောင်ရွက်တဲ့သဘောလေးကိုကြည့်လက်ကစာအုပ်ကိုဖွင့်ပေးရတယ်မျက်စိကစာအုပ်ကြည့်တယ်ပညာကစာရဲ့အဓိပ္ပာယ်ကိုသိတယ်ထင်ရှားတဲ့ဟာနှစ်ခုကြည့်မယ်ဆိုရင်လက်ကစာအုပ်ကိုဖွင့်ပေးတယ်မျက်စိကကြည့်ရတယ်အဲ့ဒီမှာလက်ကစာအုပ်ကိုဖွင့်မပေးဘူးဆိုရင်မျက်စိကမကြည့်နိုင်လက်ကတော့ဖွင့်ပေးပါရဲ့မျက်စိကလက်ကကိုယ့်ဘာကိုစာအုပ်ကိုဖွင့်မဲ့ဆိုရင်မျက်စိကမဖွင့်နိုင်ဘူးမျက်စိရဲ့အလုပ်ကကြည့်ုံပဲသူလုံးနိုင်တာဒါပဲလက်ကလည်းစာအုပ်ကိုဖွင့်ပေးုံဖွင့်ပေးနိုင်တာသူကမကြည့်နိုင်ဘူးလက်နဲ့မျက်စိပူပေါင်းရတယ်မပူပေါင်းဘူးဆိုလို့ရှိရင်အလုံးမဖြစ်ဘူးနော်အလုံးမဖြစ်ဘူးအဲ့တော့စာကြည့်ပါတယ်ဆိုတဲ့နေရာမှာလက်ကအရေးကြီးသလားမျက်စိကအရေးကြီးသလားလို့ပြောမယ်ဆိုရင် equally important ပဲဒါလေတူညီတယ်သို့တော့အလုပ်ချင်းတူလားမတူလမ်းလျှောက်တဲ့နေရာမှာလည်းပဲခြေတော့ကလမ်းလျှောက်ရတယ်ဒါပေမဲ့လမ်းကိုကြည့်မပေးနိုင်ကြည့်ပေးတာကမျက်စိကကြည့်ပေးတယ်တခြားအင်္ဂါရက်တွေကခန္ဓာကိုယ်တိမှတ်ပေးတယ်ထိန်းကြောင်းပေးတယ်ခြေတော့ကလှမ်းတယ်ခန္ဓာကိုယ်ရှိတဲ့အရာတွေဟာအလုံးပူပေါင်းပြီးဆောင်ရွက်ကြတယ်သို့တော့ကိုယ်အလုပ်ကိုလုပ်တာတူတယောက်ကချိုးရင်းသွားပြီဆိုရင်ဥပမာမျက်စိကတော့လမ်းကြည့်ပေးပါရဲ့ခြေတော့ကလမ်းမလျှောက်နိုင်ဘူးဆိုမရဘူးနော်နှစ်ခုစလုံးအလုပ်ဖြစ်နေမှာညီညွတ်တယ်ဆိုတဲ့သဘောအဲ့ဒါကိုပြောတာခန္ဓာကိုယ်မှာလည်းပဲဓာတ်၄ပါးညီညွတ်တယ်လို့ပြောတာဓာတ်၄ပါးမညီညွတ်ရင်နေမကောင်းလူအဖွဲ့အစည်းမှာလည်းပဲထို့တူပဲမညီညွတ်ဘူးဆိုနေမကောင်းရှေ့မတိုးနိုင်တော့ဘူးညီညွတ်မှသာလဲရှေ့ကိုတိုးလို့ရတယ်ခန္ဓာကိုယ်မှာလည်းအလုံးဟာလှုပ်ဆောင်မှုတွေကညီညွတ်နေရမယ်အဲ့ဒီညီညွတ်နေမှပူပေါင်းဆောင်ရွက်မှုသဘောအကျိုးတစ်ခုရလဒ်တစ်ခုဖြစ်ပေါ်စေတာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလူအဖွဲ့အစည်းမှာညီညွတ်လုပ်ရမယ့်ကိစ္စမျိုးတွေမှာညီညွတ်လုပ်ရဖို့အဲ့ဒီညီညွတ်ဖို့ဆိုတဲ့ညီညွတ်မှုရဲ့တန်ဖိုးကိုသိတာကြတော့ပညာကသိတာပညာစွမ်းအားကိုမြင့်တင်ခြင်းအပြင်ညီညွတ်မှုရဲ့တန်ဖိုးကိုပိုသိလာနိုင်တယ်ပေါ့ပိုသိလာနိုင်တယ်ပိုပြီးတော့အောင်မြင်စွာလှုပ်ဆောင်နိုင်လာတယ်ခန္ဓာကိုယ်တောင်မှပဲဓာတ်၄ပါးမညီညွတ်ဘူးဆိုရင်ဖြားတယ်ပထဝီအာဘောတေဇောဝါယောဓာတ်၄ပါးပထဝီကလွန်ကဲလာလို့ရှိရင်ခန္ဓာကိုယ်ကြီးတောက်အောင်နေလို့ထိုင်လို့မကောင်းဘူးတောင်းကြီးတင်းကြီးဖြစ်တယ်အာဘောဓာတ်လွန်ကဲလို့ရှိရင်ခန္ဓာကိုယ်ကြီးကဒီပြော့စိတ်ပြီးတော့တဏ္မာမှုမရှိဘူးမလှုပ်ရှားနိုင်ဘူးဖြစ်လာတေဇောဓာတ်လွန်ကဲတဲ့အခါကျတော့ခန္ဓာကိုယ်ကြီးကတကူလုံးပူလောင်နေတယ်နေလို့ထိုင်လို့မကောင်းဘူးဝါယောဓာတ်လွန်ကဲလို့ရှိရင်လေလေတွေကထပြီးတော့နေလို့ထိုင်လို့မကောင်းဘူးဟောဓာတ်၄ပါးဟာသူ့အနေနဲ့သူမြတ်တာနေမှာဓာတ်၄ပါးညီညွတ်နေမှာကိုယ်ခန္ဓာကိုယ်ကြီးကလည်းကျမ်းမာတယ်တန်ဆွမ်းတယ်လုံနိုင်တယ်ကိုင်းတယ်မညီညွတ်ဘူးဆိုရင်ဘယ်အရာပဲဖြစ်ဖြစ်မဖြစ်နိုင်ကိုယ်ခန္ဓာကိုယ်ဒီပဲနဲ့အစိတ်ပိုင်းတွေအလုံးဟာညီညွတ်နေမှလှုပ်လို့ရတယ်ကားတွေလမ်းပေါ်မှာမောင်းနေတယ်ဆိုတာအစိတ်ပိုင်းတွေအလုံးကညီညွတ်စွာအလုပ်လုပ်နေကြလို့ကားဟာမောင်းလို့ရနော်ဘိန်းကလည်းကောင်းတယ်အင်ဂျင်ကလည်းကောင်းတယ်ပက်ထရိုကလည်းရှိတယ်ဒရိုက်ဘာကလည်းမောင်းနေတယ်အလုံးတညီတဲ့ဖြစ်နေလို့သာဒီကားဟာရှေ့သွားနေတာဝါယာကျရုပ်လေးတစ်ချောင်း
ပြုတ်သွားပြီဆိုရင်ရှေ့သွားလို့မရဘူးဘိန်းကျွတ်သွားရင်လည်းရှေ့သွားလို့မရဘူးစီကုံသွားလည်းရှေ့သွားလို့မရဘူးနော်အဲ့တော့ညီညွတ်ခြင်းရဲ့အဓိပ္ပာယ်ဆိုတာဒါကိုဆိုလိုတာပဲကိုတယောက်တည်းလည်းညီညွတ်နေမှကြမ်းပါတယ်လူအဖွဲ့အစည်းကြီးဟာလည်းညီညွတ်နေမှာပဲအလုပ်ဖြစ်တယ်မညီညွတ်ဘူးဆိုရင်အလုပ်မဖြစ်မြတ်စွာဘုရားကတော့ယဟန်တော်တွေကိုမညီမညွတ်ဖြစ်ပြီဆိုလို့ရှိရင်အချင်းချင်းဆုံးမစကားပြောခိုင်းနေတာဝိနည်းသိက္ခာပုဒ်တယ်မှာအလွန်လှပတဲ့စကားလုံးလေးတွေနဲ့အသုံးပြောတယ်နော်တန်ခါအဖွဲ့အစည်းထဲမှာတခုနဲ့တခုကွဲဖို့ပြဲဖို့ဖြစ်လာတယ်ဘယ်ဟာပဲဖြစ်ဖြစ်အဖွဲ့အစည်းတွေကြီးပဲတန်ခါလို့ဆိုတဲ့စကားလုံးဟာအဖွဲ့အစည်းရဲ့နာမည်တန်ခါရဲ့အဓိပ္ပာယ်ကိုသိချာနားလည်လို့ရှင်အမှန်မှဒီစကားလုံးရဲ့ definition ဘာတော့ဆိုဒိဋ္ဌိသီလသံမေညေနသံဟတ္တိတတ္တာတံကောဒိဋ္ဌိသီလသံမေညေနသံဟတ္တိတတ္တာဆိုလိုတဲ့အဓိပ္ပာယ်ကအမြင်ချင်းတူတယ်ကိုယ်ချင်းတရားချင်းတူတယ်အမြင်တူကိုယ်ချင်းတရားတူတဲ့ပုဂ္ဂိုလ်တွေကိုပေါင်းစည်းထားတဲ့အဖွဲ့အစည်းတစ်ခုလို့သူတို့ဆိုလိုတယ်တော့တန်ခါဟာပေါင်းစည်းအဖွဲ့အစည်းတစ်ခုအဲ့ဒီတန်ခါနဲ့ပတ်သက်ပြီးတော့အယူဝါဒကွဲပြားအောင်အမြင်တွေကွဲပြားအောင်ကိုယ်ချင်းတရားတွေမတူညီအောင်မလုပ်ရဘူးအလုံးဟာတူညီတဲ့အဖွဲ့အစည်းတစ်ခုညီညွတ်တဲ့အဖွဲ့အစည်းဖြစ်ရမယ်မြတ်စွာဘုရားကအချင်းချင်းဆုံးမဖို့ဘယ်လိုပြောထားတော့ဆိုမာယတမသမက္ကတတန်ခတဖိဒယပရကမိအရှင်ဘုရားညီညွတ်နေတဲ့တန်ခအဖွဲ့အစည်းကြီးကိုကွဲအောင်မလုပ်ပါနဲ့ဟောမာယတမသမက္ကတတန်ခတဖိဒယပရကမိအတူတကွစိတ်တတမ္မေကိစိတ်အားဖြင့်ညီညွတ်တယ်ကာယတမ္မေကိအတူသွားအတူလာကိုယ်ကာယအတူလို့ဆိုတဲ့ကာယတမ္မေကိအားဖြင့်လည်းညီစိတ်အားဖြင့်လည်းညီညွတ်တယ်ကိုယ်ကာယကိုယ်အတူနေအတူသွားဆိုတဲ့ကာယအားဖြင့်လည်းညီညွတ်တယ်အဲ့ဒီညီညွတ်နေတာကိုမညီညွတ်အောင်မလုပ်ပါနဲ့တဲ့မာယတမသမက္ကတတန်ခတဖိရယပရကမိရှင်ဘုရားညီညွတ်နေတဲ့တန်ခါကိုမညီညွတ်အောင်ကွဲအောင်ပြဲအောင်မလုပ်ပါနဲ့ပြီးတော့ဘေရဏတံဝတ္တနိကံဝါအဓိကရဏံသမာဒါယပက္ခရှဒိဋ္ဌအရှင်ဘုရားဟာဒီညီညွတ်နေတဲ့တန်ခါကိုကွဲအောင်ပြဲအောင်သွေးထိုးလှုံ့ဆော်မှုနော်မလုပ်ပါနဲ့သွေးထိုးလှုံ့ဆော်ပြီးမညီညွတ်စေတတ်တဲ့အကြောင်းတွေကိုသွင်းမလာပါနဲ့ခုခေတ်လို့ဆိုဂျင်းမထည့်ပါနဲ့လို့ပြောတာပေါ့နော်ညီညွတ်နေတဲ့ထဲမှာဂျင်းမထည့်ပါနဲ့မညီညွတ်အောင်မလုပ်ပါနဲ့လို့ပြောတာပေါ့နော်ပေရဏတံဝတ္တနိကံညီညွတ်ရေးကိုပြပြားစေတတ်တဲ့အဓိကရဏံသမာဒါယပက္ခရှဒိဋ္ဌိအဲ့ဒီကိစ္စမျိုးတွေကိုမလုပ်ပါနဲ့သမိတာယတ္တမတံဂေနအရှင်ဘုရားအများတန်ခါနဲ့စိတ်ရောကိုယ်ပါညီညွတ်အောင်လုပ်ပါဒီလိုပြောရတယ်သမိတာယတ္တမတံဂေနပြီးတော့အကျိုးသမကောဟိတံကောညီညွတ်နေတဲ့တန်ခါစီသမောရမာနောတလုံးတစည်းတည်းဖြစ်ပြီးတော့အဝိဝရမာနောအချင်းချင်းစကားမများကြပဲနဲ့အဝိဝရမာနောဧကုဋ္ဌိတောတတန်ဒီထွက်ပြီးတော့ဖာတုဝိဟရတိချမ်းချမ်းသာသာနေနိုင်ပါတယ်နေနိုင်တယ်ဆိုအလုံးဟာအဆင်ပြေပါဒါယဟန်တန်ဃာတွေဝိနည်းသိက္ခာပုဒ်ထဲမှာ
မညွတ်ညွတ်အောင်လုပ်တဲ့ပုဂ္ဂိုလ်တွေကိုညင်ညွတ်အောင်လုပ်ဖို့မြတ်စွာဘုရားဟောတဲ့တရားပဲအဲ့တော့ဘုန်းကြီးတို့တွေလူအတိုင်းဝိုင်းမှာလည်းပဲဒီတိုင်းပဲမြည်သည့်မိသားစုတွေမှာလည်းပဲဒီတိုင်းအဖွဲ့အစည်းတွေမှာလည်းဒီတိုင်းမေတ္တာမြေဝံပရာဟိတလူငယ်အဖွဲ့တွေလည်းဒါအဓိကနော်မေတ္တာမြေဝံကဒေါသမြေဝံပြောင်းမသွားဖို့အရေးကြီးတယ်နော်ဒေါသမြေဝံတွေရောက်မသွားစေညညွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာပိယစက္ခုဟိတမ္ပတ္တန္တာချစ်သောမျက်လုံးနဲ့တယောက်တယောက်ကိုကြည့်တယ်ခင်မင်နဲ့မျက်လုံးနဲ့ကြည့်တယ်မုန်းတီးတဲ့မျက်လုံးနဲ့မကြည့်ဘူးဒေါသမျက်လုံးနဲ့မကြည့်ဘူးအဲ့ဒါလို့ညီညွတ်ခြင်းအဖြစ်ဘဝတိုးတက်ရေးကိုလုပ်နိုင်တယ်ကုညီပြီးတူနဲ့တူအာပြုပြီးဘဝတိုးတက်ရေးအဓိကကတော့ဘဝတိုးတက်ရေးလုပ်ဖို့ပဲဘဝတိုးတက်ရေးလုပ်နိုင်အောင်ညီညွတ်ဖို့လို့ဒါဖြင့်ဘဝတိုးတက်ရေးကိုဘာနဲ့လုပ်စွမ်းအားပညာမြင့်တင်ပါပညာစွမ်းအားတွေမြင့်တင်လာမှကိုယ့်ရဲ့ဘဝတိုးတက်ရေးဆိုတာဖြစ်လာမှာဖြစ်တယ်တခြားဟာကိုမြင်ရမှာမဟုတ်ဘူးပညာကိုမြင့်လိုက်ပညာမြင့်လိုက်ရင်စီးပွားဥစ္စာတွေလည်းတက်လာမယ်ကိုယ်ချင်းတရားတွေလည်းကောင်းလာမယ်လိမ္မာယဉ်ကျေးမှုဒါတွေလည်းအဆင့်မြင့်လာမယ်ဟောပညာတိုးတက်လိုက်တာနဲ့တပြိုင်နက်အကုန်လုံးလူရဲ့ဂုဏ်သိက္ခာတွေအစပြီးတော့တိုးတက်လာစီးပွားဥစ္စာတိုးတက်လာမယ်ယဉ်ကျေးမှုတွေတိုးတက်လာမယ်ချင်းချင်းပြောဆိုမှုတွေတိုးတက်လာမယ်အဲ့လိုအသိပညာတစ်ခုဥဆောင်လိုက်တာနဲ့တပြိုင်နက်လူအဖွဲ့အစည်းကြီးတစ်ခုလုံးကတိုးတက်သွားနိုင်တယ်လို့တို့ဆိုအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီရှေ့သွားမဲ့ဟာကိုခြေထောက်ကိုဖမ်းဆွဲထားသလိုခါးကိုလှမ်းပြီးတော့ဖက်ထားသလိုရှေ့မတိုးနိုင်အောင်ဖြစ်တတ်တယ်ပေါ့အဲ့ဒါကြောင့်အသိပညာတိုးတက်အောင်စွမ်းအားပညာမြင့်တင်ပါလို့လူတွေမှာစွမ်းအား၅မျိုးရှိတယ်အဲ့စွမ်းအား၅မျိုးထဲမှာပညာစွမ်းအားဟာအကောင်းဆုံးပဲအဲ့တော့စွမ်းအား၅မျိုးကဘာတုံးလို့ဆိုလို့ရှိရင်အញ្ញံဆုံးကစပြောရမယ်ဘာဟုပလဆိုတဲ့လက်ယုံအားဘာဟုပလဆိုလက်ယုံလားလက်ယုံအားကိုတောင်းပြုကြတယ်လူတွေကလက်ယုံအားနဲ့သူနေရာနဲ့သူမလိုအပ်ဘူးလားဆိုလိုအပ်ပါတယ်လေးလံတဲ့ပစ္စည်းတွေမဖို့ပြုဖို့အလုပ်လုပ်ဖို့လက်ယုံအားလိုအပ်တယ်ပေါ့နော်လက်ယုံအားနဲ့လည်းပဲတချို့အောင်မြင်မှုရနိုင်သို့သောအလေးပင်မတဲ့လက်ယုံအားကာယခွန်အားနဲ့လုပ်လို့မရတာတွေအများကြီးရှိတယ်ဆင်ကြီးတကောင်ဟာကာယခွန်အားလက်ယုံအားကြီးမားတယ်သို့တော်လေအဲ့ဒီဆင်ကြီးဟာသူလောက်ကာယအင်အားမကောင်းတဲ့တရားလေးတွေရဲ့ပညာစွမ်းအားအသုံးချပြီးတော့သူ့ကိုဖျက်ဆီးလိုက်တဲ့အခါဆင်ကြီးဟာနောက်ဆုံးမှာသိဆုံးသွားတဲ့အဆင့်ထိအောင်ရောက်တယ်နော်ပညာနဲ့ကြရင်သူဟာဘုံဘုံလဲသွားတာပညာအားကပို့ပြီးတော့ကြီးမားတယ်လို့ဆိုလို့တယ်ကာယစွမ်းအားနောက်တစ်ခုရရှိတဲ့အားတစ်ခုကဘာတော့ဆိုဘောဂပလတဲ့ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြေးတနာအသုံးချလို့ရှိရင်လည်းသူကစွမ်းအားတစ်ခုပဲငွေကြေးတနာအသုံးချနိုင်တာစွမ်းအားအဲ့ဒီဟာလေထိုက်တန်သလောက်သူကစွမ်းအားရှိတယ်နောက်တစ်ခါကျတော့တတိယစွမ်းအားကဘာလို့ဆိုအမစ္ဆပလတိုင်ပင်မောတိုင်ပင်ဘက်လှုပ်ဖို့ကင်ဘက်တည်းရဲ့စွမ်းအားအဲ့ဒါလဲစွမ်းအားရှိတဲ့အရာတစ်ခုနောက်တစ်ခုကတော့အဘိစစ္စပလမျိုးရိုးကောင်းတယ်ဆိုတဲ့အရာပေါ့ပစ္စည်းလေးတစ်ခုဟာရွှေပဲဖြစ်ဖြစ်ကြောက်တံပရမများဖြစ်ဖြစ်တွင်တွက်ပစ္စည်းအစစ်ဆိုရင်တမိုးပိုကြီးမားတယ်
လူတွေမှလည်းပဲမျိုးရိုးကောင်းလို့ရှိရင်ဂုဏ်သိက္ခာရှိတယ်ဒါကြောင့်မို့မျိုးရိုးဟာလည်းအင်အားတစ်ခုပဲလို့သူတို့မှတ်အဲ့ဒီလိုလူတွေမှရနိုင်တဲ့ဘာဟုပလဆိုတဲ့လက်ယုံအားဘောဂပလဆိုတဲ့စီစိန်အားအမစ္ဆပလဆိုတဲ့အပေါင်းအသင်းကုဘောလောင်ဘဲတို့ရဲ့အားအဘိစစပလလို့ခေါ်တဲ့မျိုးရိုးအားအဲ့ဒီအားတွေအားလုံးကိုကြော်ဖြတ်ပြီးတော့အကောင်းဆုံးကတော့ပညာပလပညာအားဟာအကောင်းဆုံးပဲတို့ဆိုဒါကြောင့်မို့လို့အခုလိုတက္ကသိုလ်ကြီးတွေဖွင့်ပြီးတော့ပညာအားကိုရယူနေကြတာပဲဖြစ်တယ်ပေါ့ရယူနေတော့လက်ရှိကိုသင်နေတဲ့ပညာလေးနဲ့တင်ကျင့်တတ်ဖို့မဟုတ်ဘူးရှေ့မှာအသိပညာတွေတိုးတက်လေ့လာဖို့ရတယ်အများကြီးလို့အဲ့တော့အသိပညာတွေတိုးတက်အောင်လုပ်ဖို့ရအတွက်အချိန်တိုင်းရှေ့ကိုရွေ့နေဖို့လုံလဝိရိယစွမ်းအားသိကျင်တဲ့ဆန္ဒကြိုးစားအထောက်တဲ့ဝိရိယကြံ့ခိုင်တဲ့စိတ်ဓာတ်ဆင်ញင်တုံတရားလို့ဆိုတဲ့ဆန္ဒဝိရိယဝိမတ္တစိတ်ဓာတ်တို့ ਨੇ ကိုယ့်ရဲ့အသိပညာတိုးတက်များပြားလာအောင်ကြိုးစားအထောက်အောင်မှာဖြစ်ဒီလိုကြိုးစားအထောက်တဲ့အခါမှာတော်လောက်ပြီဆိုပြီးတော့ခြေတန်းရမယ်အရာမဟုတ်ဘူးတဲ့ထမင်းစားတာတော့အလွန်ကြုံကြီးမစားသင့်ဘူးပေါ့ပညာသင်တာအလွန်ကြုံမသင်ရဘူးလို့မရှိဘူးပညာဆိုတာကြတော့လူရဲ့အုံနောက်ကဆန်းတယ်ကွန်ပျူတာအုံနောက်လိုပဲထဲချင်တော့ထဲအုံနောက်ကြီးလာမှာတော့မကြောက်ပါနဲ့အုံနောက်ကြီးပညာတွေသိထဲလို့အုံနောက်ကြီးလာမယ်ဆိုရင်လည်းအပေါ်တန်အုပ်ထုပ်ဆောင်းထားလိုက်နော်ပညာတွေထဲချင်စတိုလုံးချင်တော့လို့ကိုကောင်းနေမယ်ဖောင်းထွက်လာမှမကြောက်နဲ့ဖောင်းထွက်လာမှမကြောက်နဲ့ထဲသမျှဝင်းတဲ့ပညာဒါကြောင့်မို့ပညာစွမ်းအားတွေကိုတိုးမြင့်ကြမှာဖြစ်တယ်အစွမ်းအထက်ဆုံးပညာတိုးမြင့်အဲ့ဒီလိုတိုးမြင့်ဖို့ဘာနဲ့လုပ်ရမလဲပညာတိုးမြင့်တဲ့နိလန်ကပါလဲဆိုသုတ်တုတာသုဒ္ဓဝဋ္ဌနီသုတ်တုတာဆိုတတ်ချင်တဲ့စိတ်သင်ချင်တဲ့စိတ်သိချင်တဲ့စိတ်အဲ့ဒီသိချင်တဲ့ဆန္ဒအဲ့ဒါကိုမွေးမိပါမယ်ဖြစ်ချင်တဲ့ဆန္ဒဟာဖြစ်ဖို့အတွက်လမ်းဖွင့်ပေးမှာပဲဆန္ဒမှမရှိဘူးဆိုရင်တော့တတ်ဖို့မရှိဘူးဒါကြောင့်မို့တခွန်းနဲ့ပြောရမယ်ဆိုရင်ပညာတတ်ချင်တယ်ဆိုရင်မင်းပညာတတ်ပြီဘာလို့ဆိုတော့တတ်ချင်တဲ့ဆန္ဒကစအားတတ်ချင်တဲ့ဆန္ဒကိုမွေးမြူရမယ်မွေးမြူပြီးတော့ထိုဆန္ဒအားလျော်စွာအကောင့်ထဲပေါ်တဲ့လုံလဝိရိယရှိရမယ်ဘလောက်ပဲခက်ခက်စိတ်ဓာတ်ကြံ့ခိုင်မှုရှိရမယ်ပြီးရင်ကိုယ့်ရဲ့မှန်ကန်တဲ့နိလန်အသိပညာရှိရမယ်ဆန္ဒဝိရိယဝိမတ္တစိတ်ဓာတ်အဲ့ဒါကိုယ်တရားရည်တဲ့ကိုမှတ်ထားခြင်းလို့ရှင်နော်ဆန္ဒဆိုတာ wish to do wish to learn wish to know သိချင်အဲ့ဒါကိုအင်္ဂလိပ်လိုရေးမယ်ဆိုရင်ဆန္ဒ makes the impossible possible Sanda makes the impossible possible wish to learn makes the impossible possible Sanda သည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ် makes the impossible possible ဒီစကားလုံးလေးကိုမှတ်တာသူတို့ကတော့ဘာသုံးလို့ဆိုရင် God makes the impossible possible ဘုရားသခင်သည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ်လို့ဒီစကားလုံးကိုသုံးခဲ့တာသူတို့အဲ့တော့ဘုန်းကြီးတို့ကပြောင်းပြီးတော့ Sanda makes the impossible possible နော်မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်တာ Sanda effort လုံလဝိရိယသည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ် effort makes the impossible possible စိတ်ဓာတ်ကြံ့ခိုင်မှု
determination makes the impossible possible နော်ဝိမာန်တာဆိုတဲ့ဆင်ញတော့ examining makes the impossible possible အဲ့ဒီလိုကိုယ်မှာသန္နဝိရိယဝိမာန်တာစိတ်ဓာတ်ဆိုတဲ့အောင်မြင်မှု means of accomplishment ခေါ်တယ်အောင်မြင်ခြင်းရဲ့နိလန်လေးသွယ်နဲ့ကြိုးစားအထောက်ပဲဆိုရင်အသိပညာရလာမှာဒါကြောင့်မို့သန္နကစတာမို့သုတ်တုတာတုတဝဋ္ဌနိသိကျင်တဲ့စိတ်ရှိလို့ရှိရင်တဲ့တုတတွေတိုးတက်ပါတယ်တုတဆိုတာဘာလို့ subject matter တွေကိုသင်ယူတာကိုပြောတာစာတွေဖတ်ရမယ်အများကြီးနော်စာအုပ်တွေအများကြီးဖတ်ရမယ်ပညာရတွေစီးပူးရမယ်မြင်စရာကြားစရာအမှတ်တမဲ့မနေပဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှတ်တမဲ့မနေပဲနဲ့လေ့လာတယ်စီးပူးတယ်စူးစမ်းတယ်ဆိုတာတွေလို့အဲ့ဒီလှုပ်ခြင်းအဖြစ်ဆန္ဒရှိတုတဆိုတာဖြစ်လာတက္ကသိုလ်တွေမှာသင်နေတာတုတကိုပဲသင်တာပဲ subject matter ကိုသင်တာပညာမဟုတ်သေးဘူးအဲ့ဒါပညာကြတော့တုတံပညာယဝဋ္ဌနာကိုယ်စာအုပ်ထဲဖတ်ထားတဲ့အကြောင်းအရာသင်တန်းတက်ထားတဲ့အကြောင်းအရာလေးလာစီးပူးထားတဲ့အကြောင်းအရာတွေက subject matter အဲ့ဒီ subject matter တွေကိုများများသိတဲ့အခါမှာလက်တွေ့အသုံးချပြီးဆိုတဲ့အခါမှာ experience အတွေ့အကြုံတွေရလာအဲ့ဒီအတွေ့အကြုံကဖြစ်ပေါ်လာတဲ့ယလက်ကမှ wisdom ပညာဖြစ်တယ်ဒါမို့ subject matter ကိုသင်စာအုပ်တွေဖတ်ရင်ကနေပြီးတော့လက်တွေ့အသုံးချလို့သိလာတဲ့အသိပညာသည် wisdom ပညာကိုအဲ့ဒီပုံစံနဲ့စီးပူးအထောက်အမှာဖြစ်တယ်တုတံပညာယဝဋ္ဌနာတုတ္တရီများလာလေပညာတိုးတက်လာလေဖြစ်တယ်ဒါဖြင့်ပညာရှိတော့ဘာအကျိုးရှိတော့ပညာယအထံသနာတိအထိပ္ပယ်ကိုနားလည်လာတယ်အကျိုးအကြောင်းကိုနားလည်လာတယ်အကောင်းအဆိုးကိုနားလည်လာပညာရှိမှဒုတွေဒီအလုပ်ကလှုပ်တဲ့အလုပ်လားဒီအလုပ်ကမလှုပ်တဲ့အလုပ်လားဆိုတာသိလာပညာရှိမှသိတယ်ပေါ့နော်လောကကြီးမှာမလှုပ်တဲ့နာတွေလှုပ်နေသမျှဘယ်တော့မှချမ်းသာဒုက္ခမရဘူးလှုပ်တဲ့နာမလှုပ်သေးသမျှချမ်းသာဒုက္ခဆုံးရှုံးနေဦးမှာပဲအလုံးကိုခြုံပြောမယ်ဆိုရင်မင်းပါလှုပ်ဆင်းရဲနေတယ်လေမလှုပ်တဲ့နာတွေလှုပ်နေလို့ဘာကြောင့်မချမ်းသာတာလဲလှုပ်တဲ့နာမလှုပ်လို့ဒီနှစ်ခုပဲတကယ်ရတော့နော်လှုပ်တဲ့နာတွေသူ့အတိုင်းတာနဲ့သူမလှုပ်ဘူးစာပေကျမ်းမှာဒီတိုင်းဆိုတာဒီနှစ်ခုဟာတူညီသောဆိုးကျိုးကိုဖြစ်စေတယ်ဘယ်နှစ်ခုလဲဆိုရင်မလှုပ်တဲ့နာကိုလှုပ်ခြင်းရဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနေခြင်းရဲ့တူညီသောဆိုးကျိုးကိုပေးတယ်တူညီသောဆိုးကျိုးပေးလူတွေပြောတယ်မဟုတ်လားဒီလူကဖမ်းခံရတဲ့ထောင်ချခံရဘာကြောင့်သူမလှုပ်တဲ့နာတွေလှုပ်လို့ပြောတာမလှုပ်တဲ့နာအဲ့တော့မလှုပ်တဲ့နာလှုပ်လို့ထောင်ချခံရတယ်ဆိုတော့လှုပ်တဲ့နာမလှုပ်တဲ့ပုဂ္ဂိုလ်လည်းကောင်းကျိုးချမ်းသာမရဘူးရရမယ့်ကိစ္စတွေဆုံးရှုံးတယ်ဒါကြောင့်မို့မလှုပ်တဲ့နာနဲ့လှုပ်တဲ့နာကိုခွဲခြားသိတာကပညာအဲ့ဒီပညာရအောင်ကြိုးစားမှမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာခွဲခြားသိမယ်သိတော့မှလူဘဝပါရပြီးတော့ချမ်းသာဒုက္ခကိုရမှာဖြစ်တယ်အကြောင်းအကျိုးတွေဟာတစ်ခုနဲ့တစ်ခုဆက်ပြီးတော့ပညာယအထံသာနာတိအသိပညာနဲ့မှဒီဘဝရဲ့အဓိပ္ပာယ်အကြောင်းအကျိုးကောင်းဆိုးသိနိုင်တယ်သိတော့မှညာတော်အထောဒုက္ခဝဟောအဲ့ကြတော့မှဒုက္ခဆိုတာရမယ်ဒါကြောင့်ပြည်တော်စုမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေမိဘတွေကလည်းဘုရားဘာသာတွေများတယ်ပေါ့ majority ဘုရားဘာသာတွေရသော်ဗျာဘာဆုံးမတယ်မိဘတွေကဘာဆုံးမတယ်ဘုရားဘာသာဟာကိုယ်ွယ်ရတဲ့ religion ဆုတောင်းရတဲ့ religion ဘာသာမျိုးမဟုတ်ပဲလက်တွေ့ကျင့်သုံးရတဲ့ပညာရက်တွေသာဖြစ်တယ်တက္ကသိုလ်တွေမှာသင်နေတဲ့ subject matter တွေဟာဘုရားရဲ့တရားတော်တွေထဲမှာအများကြီးပါဝင်နေတယ်ပေါ့နော်
business ethic တို့ဘာလို့ဆိုတာခုခေတ်မှာပေါ်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကတည်းက business ethic စီးပွားရှာတဲ့ economy တို့ဘာလို့ဆိုတာလဲမြတ်စွာဘုရားဟောထားတဲ့အထက်မှာအကုန်ပါတယ်ဒါတွေအတိုင်းသိရှိနားလည်ပြီးတော့ဘဝမှာရင်ကျေးလိမ္မာစွာလေ့လာစီးပူအထုတ်မယ်ဆိုရင်ဘဝအတိမြမကဓမ္မအတိတွေပါရရှိပြီးတော့ကြီးပွားတိုးတက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့စွမ်းအားပညာမြင့်တင်မှာပညာစွမ်းအားကိုမြင့်တင်လိုက်တာနဲ့ပြဿနာတွေအလုံးပြည့်သွားမှာပါပညာစွမ်းအားကိုသာကြိုးစားပြီးတော့မြင့်တင်ကြပါမြင့်တင်လို့ရှိရင်အကောင်းဆုံးအကြောင်းကျိုးနားလည်လာပါလိမ့်မယ်နားလည်လာပြီဆိုမှချမ်းသာဒုက္ခရပြီဘဝကြီးဟာအစဉ်ပြေသွားမှာဆိုတဲ့ခေါင်းစည်းနဲ့မြတ်စွာဘုရားဟောတဲ့တရားကိုပဲတဆင့်ဓမ္မလက်ဆောင်အနေနဲ့ဟောကြားပေးခြင်းဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့ဘဝမှာအရေးကြီးဆုံးတန်ဖိုးထားရမယ့်အရာဟာပညာသာလင်ဖြစ်တယ်ဒါကြောင့်ဒီပညာရဖို့အတွက်တို့တွေဟာကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးပညာတိုးပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း